အန်ပေါင်းအနေနဲ့နွဲပြောရွှေနန်းတော်ရဲ့ Valentine ပွဲတော် Forever Gems ပိုင်းရွှေနန်းတော် Jane City ဆိုင်ခွဲမှာဆိုလို့ရှိရင် February 12 ရက်နေ့ကနေပြီးတော့14ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပွဲ3ရက်အပြင်အမှုပညာရှင်များနဲ့တပ်ပုံရိုက်ကူးခွင့်နဲ့ game စီစဉ်လေးတွေပါဝင်တဲ့အပြင် Valentine နေ့ချစ်သူကာစမာတွေအတွက်လည်း surprise blind box လက်ဆောင်လေးတွေအပြင်လက်ဝတ်လက်စားတွေမှာအခမဲ့စာရိုင်းရေးထုတ်ခွင့်တွေကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ရွှေနန်းတော်ရဲ့အစဉ်အလာအတိုင်းကျေးဇူးပြုံးပြန်တဲ့အစီအစဉ်များအပြင်စိန်နယ်များကိုရောင်းရောင်းလဲလဲအမြတ်ပေးသွားမှာဖြစ်ပါတယ်။စိန်နယ်ဝယ်ယူတိုင်းအတွက်တစ်နှစ်အမြတ် 3%သုံးနှစ်အမြတ် 5% အနေနဲ့အမြတ်ပေးသွားမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အတွင်းမှာစိန်နယ်ဝယ်ယူတွေအတွက် 25% discount နောက်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ရွှေရည်များကိုလည်းရော့အတွက်ပုံမူတည်ပြီးတော့10 to 20% ထိချုပ်ပေးမယ်အပြင် web ကိုများကိုလည်း10% ထိချုပ်ပေးသွားမှာဖြစ်ပါတယ်။မိဟောင်းမိတ်တင်ကာဆာမာများအတွက် quality ချုပ်ပေါ်လက်ဆောင်ဝယ်ယူတူတိုင်းအကျိုးခံစားခွင့်ရမယ် special loyalty program လည်းရှိပါတယ်။အမှုထားချရတဲ့ကကတွေအတွက်အကျိုးခံစားခွင့်ပြန်လည်ရရှိနိုင်မယ့်အခွင့်အရေးနဲ့အကျွေးမွေးစီစဉ်တွေလည်းပါရှိလို့ရွှေနန်းတော်စိတ်ရှိရနာဆိုင်ကြီးရဲ့ Jane City ဆိုင်ခွဲကိုလာရောက်အားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။